ကျွန်တော် elementary level ဟာတာပုံမြင်အတူလေးတစ်ပုဒ်ကိုဖတ်ပြပေးပါမယ် A woman was having some trouble with her health, so she want to see the doctor. အမျိုးသမီးတစ်ယောက်ကတဲ့ဒီနှလုံးပေါ့နော်နှလုံးယောဂပေါ့နှလုံးပြဿနာနည်းနည်းရှိတယ်အဲ့တော့သူကဆရာဝန်နဲ့တွားပြီးတော့တွေ့ရတယ် He was a new doctor and did not know her. ဆရာဝန်ကအသစ်ပေါ့နော်သူနဲ့ဆိုရင်အသစ်သူ့ကိုလည်းမသိဘူး So he first asked some question. အဲ့တော့မေးခွန်းတချို့ကိုအရင်မေးရတယ် And one of them was, how are you? အဲ့ဒီမေးခွန်းတစ်ခုကပါလဲဆိုတော့အသက်ဘယ်လောက်ရှိပြီလဲပေါ့ Well, she answered သူမအဖြေတယ် I don't remember doctor, but I will try to think. ကျွန်မမှတ်တော့မမိဘူးဒါပေမဲ့ကျွန်မကြိုးစားပြီးစဉ်းစားကြည့်ပါမယ် She thought for a minute and then said သူမက10မိနစ်လောက်စဉ်းစားပြီးတော့ပြောတယ် Yes, I remember now, doctor. ကျွန်မသတိရပြီဆရာကြီး When I married, I was 18 years old and my husband was 30. ကျွန်မလက်ထက်တော့ကျွန်မက18နှစ်ကျွန်မအမျိုးသားကအသက်30 Now my husband is 60. အခုကျွန်မယောက်ျားကအသက်60 I know သိပြီ and this is twice 30. ဒါက30နှစ်ဆပေါ့နော် So I am twice 18. အဲ့တော့ကျွန်မ18ရဲ့နှစ်ဆပေါ့ That is 36, isn't it? အဲ့ဒါဆို36နှစ်ပေါ့နော်ဟုတ်တယ်မလား Thank you for your listening, ma.